တိတ်ဆိတ်ငြိမ်သက်နေတဲ့လန်ဒန်မြို့ရဲ့ညတညမှာအာဆင်နယ်အသင်းဟာသူတို့မျက်စိကျနေတဲ့ Morgan Rogers ကိုကမ်းလှမ်းဖို့အတွက်စက္ကူနဲ့ဖောင်တိန်ကိုရှာဖွေလို့နေပါတယ်။ဒါပေမဲ့သူတို့မသိလိုက်တာကတော့အနောက်ဘက်ကလန်ဒန်ပြိုင်ဘက် Chelsea အသင်းစီမှာဘိုလီလို့အမည်ရတဲ့အပြောင်းရွှေ့ဆုံးကဝေကြီးတစ်ယောက်ရှိနေတာကိုပါပဲ။အာဆင်နယ်ဘက်ကကမ်းလှမ်းရင်ကောင်းမလားလို့စဉ်းစားနေတုန်း24နာရီအတွင်းမှာတင် Chelsea ကစာရွက်စာတမ်းတွေအကုန်အသင့်ပြင်တစိမ့်တုံးတွေအုံကနေရိုက်နှက်ပြီးကောင်လေးကိုအမိအယဖျက်ခုတ်သွားခဲ့ပါပြီ။အာဆင်နယ်ပရိသတ်တွေခင်ဗျာပါဇက်ထဲရောက်ခါနီးထမင်းလုတ်ကိုအလူခံလိုက်ရတယ်လို့ပါပဲခင်ဗျာ။ပိုပြီးရေရတာက Chelsea ဟာပုံမှန်အတိုင်း9-6နှစ်စာချုပ်မဟုတ်ပါဘူး2032ခုနှစ်ဟုတ်ပါတယ်နောက်ထပ်6နှစ်လောက်ကြာလို့ကဘာပြက်ရင်တောင် Rogers က Chelsea မှာပဲရှိနေအောင်မယ်လားရေရှည်စာချုပ်ကြီးနဲ့တုံ့နှောင်ထားလိုက်တာပါပြီးတော့နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ကဖြစ်အောင်ပါသေးတယ်ဆိုတော့တကယ့်ကိုတန်ချေချင်းခတ်လိုက်တာပါပဲဒီတော့ Chelsea ပရိသတ်တွေအတွက်တော့ဒီအပြောင်းရွှေ့ဟာတကယ်ပဲမိမ့်မလှလေးကိုလူယူလိုက်ရတယ်လို့ရင်ခုန်စရာပါပဲဒါပေမဲ့ဒီမိမ့်မလှလေးဟာ Stamford Bridge မှာတကယ်ပဲအလှပဆုံးကပြနိုင်မလားဒါမှမဟုတ် Chelsea ရဲ့ပုံမှန်ခြေစွမ်းအတိုင်းအောင်ဆန်းကွင်းနဲ့လမ်းလျှောက်တယ်လို့ဖြစ်သွားမလားဆိုတာကတော့ဆက်လက်စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်ခင်ဗျာ